ဒါကလေရင်ပြန်ပေါ်ကရိုက်ပြရဲရှုခင်းမှာသူကလေရင်ပြန်ပေါ်မှာဒီလိုဆိုင်ကန်းလေးတွေဖွင့်လာတာပါစวัสดีค่ะဟယ်လိုအားလုံးမင်္ဂလာပါအခုကတော့ခေါင်းရည်မှာရှိတဲ့လေရင်ပြန်ပန်းချံကိုရောက်ရှိနေရပါကျွန်တော်တို့အခုရောက်တဲ့အချိန်ကနေက17ခွဲလောက်ရှိပြီနေရတော့တော်တော်ပူတယ်ဒါပေမဲ့ပန်းမင်နေရလဲတော်တော်လှတယ်ပေါ့နော်ဒီပန်းကင်းထဲမှာတွေ့ရတာကပန်းတွေကမျိုးလဲတော်တော်စုံတယ်တော်တော်လေးလဲလှတယ်တခြားပန်းကင်းတွေတဲ့ပို့ပြီးတော့လှသွားတာကလေရင်ပြန်ပန်းနေလို့ပါအဲ့ဒီတစ်ချက်ကပဲဒီပန်းကင်းကိုဆွဲဆောင်မှုရှိနေပါတယ်ပန်းကင်းတွေဘယ်လောက်လှလဲဆိုရင်ကျွန်တော်လှည့်ပြပါမယ်ကျွန်တော်အခုပန်းကင်းတွေကိုလိုက်ပတ်ကြည့်တဲ့လောက်ကပန်းတွေကတော်တော်မျိုးစုံပါတယ်တော်တော်လေးလည်းအယောင်သွေးစုံနဲ့တော်တော်လှပပါတယ်ထိုင်းနိုင်ငံကဘယ်နေရာမှာဆိုခရီးသွားဧည့်သည်တွေကတော်တော်လေးများတယ်ပေါ့နော်အခုကျွန်တော်တို့လေရင်ပြန်ပေါ်ကိုတက်ပါတော့မယ်အခုကကျွန်တော်တို့လေရင်ပေါ်ကိုတက်နေရပါ别了，不会啊，挂面了。သူကလေရင်ပေါ်မှာဒီလိုဆိုင်ကန်းလေးတွေဖွင့်လာတာပါကျွန်တော်တို့စားရတော့ဒါတခုမှားလိုက်ပါဦးမယ်ဒီမှာကတပုံရိုက်ချင်ပြီးတော့တပုံရိုက်ဖို့တပုံရိုက်တဲ့နေရာလုပ်ပေးထားပါတယ်ဒါကလေရင်ပြန်ပေါ်ကရိုက်ပြတယ်ရှုခင်းမှာအပေါ်ကနေကြည့်ရင်တော့ပိုလှတယ်ပထမကတော့ကော်ဖီတောက်ဖို့ပဲကော်ဖီဆိုင်မှာလူတွေအများကြီးတန်းစီနေရဆိုတော့အချိန်ကလည်းသိမ့်မရဘူးဆိုတော့ကော်ဖီမတောက်ပါတော့ဒီမြန်ပြန်ဆင်းပါတော့မယ်အခုကနေ့ကင်း12နာရီလဲထိုးတော့မယ်ဆိုတော့ဒီမှာပဲနေ့လယ်စာစားလိုက်ပါမယ်ကျွန်တော်ရဲ့နေ့လယ်စာကတော့ဝတ်သားနဲ့ထမင်းဖြူပါခုကတော့ကျွန်တော်နေ့လယ်စာစားပြီးပြီကျွန်တော်တို့နေ့လယ်စာကို ready စစ်ပေးပါတယ်ည5ပဲပေးစားရတာမင်းကပြော့လွန်ကြီးဘွားတော့အဆင်ပြေပါတယ်အခုကနေ့လယ်စာလဲစားပြီးပြီဆိုတော့နောက်တစ်နေရာကိုခရီးဆက်ပါအောင်မယ်အားလုံးပဲဒီညမှာတော့ဒီလောက်ပါပဲဒီညပန်းညံနေပြီးတော့45မိနစ်လောက်ကားစီလာပါတယ်အခုကတော့တိုးကြံအောင်ရောက်နေပါတော့ကော်ဖီမှာထားပါတယ်ကော်ဖီရရင်တော့ကျွန်တော်တို့ channel ကိုသွားပါမယ်အခုကသွားခဲ့တာကတော့2နေရာရှိပြီသွားခဲ့တဲ့နေရာပေါ်ညီ rating ဘယ်လောက်ပေးလဲညီပထမနေရာကိုတော့ညီပေးချင်တာတော့3လောက်ပဲပေးချင်တယ်ဘာလို့လဲဆိုတော့ဒီကောင်ကနေရမ်းပူတယ်ဒီကောင်တွေကညနေတောင်းတော့သွားတဲ့ခါကျရင်တော့နေအေးလေးနဲ့7ပတ်ဆင်းမဲ့ဆိုရင်ဒီကောင်တွေကစီးလို့ကောင်းမဲ့နေရာပေါ့ရှုခင်းလေးနဲ့လှတော့ဒုတိယနေရာကိုကျတော့လေးနဲ့6လောက်ပဲပေးချင်တယ်ဒီကောင်ကကျတော့ဘာမှလည်းသိမရှိဘူးကွာလေးနေရာတော့တော်တော်လေးပန်းကင်းနေရာတော့တော်တော်လေးလှတာအဲဒါကြောင့်မို့ပန်းကင်းနေရာတော်တော်လေးလှရတဲ့အတွက်ကြောင့် rating 6လောက်ပေးတယ်ကိုကြီးကတော့ပထမနေရာကို5လောက်ပြီးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုတန်းလည်းအဲ့နေရာကိုရန်သွားခြင်းတဲ့အတွက်ရောက်ခဲ့ရတဲ့အတွက်ပျော်ခဲ့ရတယ်ဒုတိယနေရာကိုကျတော့တူတူပဲ5ပါပဲဘာလို့လဲဆိုတော့သူ့ကိုကျတော့ပန်းကင်းတွေတော်တော်လေးလှတယ်ပန်းတွေလည်းအမျိုးတော်တော်စုံတယ်ဘာလို့လဲဆိုတော့သူ့ရဲ့အဓိကဆွဲဆောင်ချက်လင်းမြန်ပဲတခြားပန်းကင်းတွေထက်ဆွဲဆောင်မှုရှိတာလင်းမြန်ကြောင့်ဆွဲဆောင်မှုရှိသွားတာကွာအတွက်5လောက်တော့ပေးလိုက်တယ်အခုနေရာတော့ကော်ဖီစောင့်နေတဲ့အတွက်ရှောက်မလဲကြည့်ရသေးပါဘူးအခုဆိုရင်တော့ကျွန်တော်အထက်ထက်ဝင်လာလိုက်တာတိုးချန်နဲ့တော့ရောက်လာပြီเนาะကျွန်တော်ကတော့တိုးဝပြင်းမှာပထမဆုံးမြင်မှုတာပေါ့နော်ကျွန်တော်အနိကရက်ပြပါမယ်ဒီမှာအစာကျွေးခြင်းနဲ့ကျွေးလို့ရပါတယ်สวัสดีค่ะ
ထိုင်းနေရတော်တော်လေးစီးပွားရေးရှာတတ်တယ်လို့ပြောရမယ်ကွာအခုဝင်လာတာနဲ့သူတို့ဥယျာဉ်နဲ့ဝင်မယ်ဆိုတာနဲ့တက်ကတ်ကိုတယောက်ကို100ကိုတို့2ယောက်ဆိုရင်200ပေးရတယ်ကွာဒီတဲကိုဝင်လာပြီဆိုရင်လည်းသူတို့ပစ္စည်းရယ် coffee ရယ်တက်သီးရယ်ဝယ်စားလို့ရတယ်ဒါပေမဲ့ promotion ရှိရယ်ဆိုပြီးတော့တမင်တင်ထားပြီးတော့သူတို့ဒီ ticket နဲ့ပြန် short စီပေးတယ်ကွာဒါပေမဲ့ဈေးကိုကြည့်လိုက်တော့လည်းပုံမှန်ပဲကွာအထဲထဲဝင်လာတယ်ကွာတိုးတွေမွေးထားတယ်ပန်းကင်းတွေရှိတယ်သူတို့တလိမ့်ဆန်တွေကိုကျွေးရဖို့ကိုကသူတို့စီကပစ္စည်းပြန်ဝယ်သူတို့ကျွေးရတယ်ကွာဒါသူတို့ရဲ့ပြောရမယ်ဆိုစီးပွားရေးအမြင်ရှိတဲ့ပြောရမယ်ပေါ့ကွာဒီတိုးကြံနဲ့ပန်းကြံကတော့ rating 3လောက်ပဲပေးခြင်းတယ်အရှိရဥစ္စာတွေထက်ကိုပို့ပြီးတော့စိုးသေးတယ်ကွာသူတို့ဓာတ်ပုံတွေထဲမှာ online ပေါ်မှာလာတော်တော်လေးလှတာကွာအပြင်မှာတော့သိကြည့်ရရိုးရှင်းတယ်ကွာဘာမှထွေထူးမရှိဘူးကွာညီအောင် ညီနေရတော့ fight လောက်ပဲ ဘာလို့ fight လုပ်ရလဲ ဘာလို့ fight လောက်ပဲဆိုတော့ဘယ်လိုပြောအောင်ဒီတနေရာလေးကိုပဲသူတို့အနေနဲ့အလှကိုမျိုးစုံဆင်ထားပြပေးရကွာတကယ်ပြန်စင်းစားကြည့်ဒီကဥယျာဉ်တစ်ခုလိုပဲဒါလူသားလူလာများလာအောင်လို့ဆွဲဆောင်နိုင်တာကတော်တော်ကောင်းတဲ့ idea လို့ပြောလို့ရတယ်တော်တော်ကောင်းတာပေါ့စီးပွားရေးလုပ်တဲ့နေရာမှာဒီနေရာမှာတော့ဒီလောက်ပါပဲနောက်တစ်နေရာကိုခီးဆက်ဖို့ကျွန်တော်တို့တွားလိုက်ပါမယ်အားလုံးပဲ bye bye